はい、皆さん、こんにちは。ディニーがエントリー問題にあったぽの、GMBD さんはまあ、見れ、文字語今見れ、なそん、みご問題語りぽの、あはが、とちょわちゃらピアかてり、はい、アンドリーへ文字語彙の言葉の、使い方လို့လည်းပြောတယ်用法လို့လည်းပြောတယ်ပေါ့နော်သူကအားလုံး70ခုမလုပ်ပေးထားတယ်ပေါ့နော်ဒီတည်းကပါတာများတယ်ပေါ့နော်ဒါပေမဲ့အတိအကျတော့မပြောတတ်ဘူးပါမပါတော့မသိပေါ့နော်လောဆယ်တတ်ကြည့်ရအောင်ပေါ့နော်はいでは繰り返すဆိုတာကတစ်ခုခုပေါ့နော်တစ်ခုခုဆိုတာကစမ်းလို့ဒီအကြောင်းအရာတစ်ခုခုကိုအထက်ထက်အခါခါလောက်တာကိုပြောတယ်ပေါ့နော်အကြောင်းအရာတစ်ခုခုပဲဖြစ်ရမယ်ဒါကြောင့်မို့လို့သူက1番ကိုတွားကြည့်လိုက်တဲ့အခါမှာဒီမှာဇပွဲကုံလည်းပြောမှာခုံကြီးကိုဖြစ်နေတဲ့အတွက်ကြောင့်မို့စမ်းစစ်သွားရွေးလို့မရအောင်အကျိုးအရာကြာတော့ဟာကြောက်အကုန်ဖတ်မှရွေးလို့ရတဲ့ဟာမျိုးလည်းရှိရဲ့ဒီဟာမျိုးကြာစမ်းစစ်လို့ဒီနကိုရဲ့ခရီးကားရဲ့ဆိုတာကစောစောပြောပြရအောင်အကြောင်းအရာတွေကိုထက်ခါလောက်တာပေါ့ဗျဥမာစမ်းစစ်လို့စာလောက်တယ်ဆိုလို့ရှိရင်စာကိုထက်ခါဖတ်တယ်ဆိုတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးဒီမှာလည်းဦးရှိတော့ဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်ဦးရှိနော်ပြီးတော့တော့ကိုဖြစ်နေတဲ့ကြောင့်အိုးနေတာတောင်းတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အိုးလာနောက်မို့လေလာတတ်တယ်ပေါ့နော်အဲ့တော့その人と別れてから何度もその人のことを繰り返した。あるかちゃろ、リアが人のことをピニエでじゃん、まあ、loやればな。なるか練習のために先生が言ったことを、練習ロボット練習さだ、ちゃんやべりの練習のために先生が言ったことを何度も繰り返した。何度も繰り返した。答えは4番ဖြစ်ပါတယ်။နောက်ဒီဟာအဲလူပေါ့နော်ဟာအဲလူကကြာတော့စမ်းစီတို့မျက်ပင်တွေဘာတွေပေါက်ရောက်နေတာဘာလို့ပေါ့နော်အပင်တွေသူ့အလိုလိုပေါက်နေတာကွာပြောလို့ရှင်လေဒါကြောင့်မလို့စမ်းစီတို့ဘာတွေဖြစ်ကုန်လဲဆိုတော့နှာခမ်းမွေးပေါက်တာဘာလို့လဲတော့ပြောရပါတော့နှာခမ်းမွေးပေါက်တာဘာလို့အဲ့လိုမျိုးနှာခမ်းမွေးဆိုလဲသူကသူအထက်တွေကထိုးထွက်လာတဲ့အခြေအနေလေးနော်အဲ့တော့သူကအတာရာရှိကုစာကီကဂျီဘန်ကာလာဟာယတာတရားလေးဖြစ်နိုင်တယ်ပေါ့နော်အောက်ကအိုင်ဒီယာကဟာယတာဆိုတော့သုံးမှုအတာရာရှိအီယေကလည်းမသုံးဘူးပြောကီကလည်းမသုံးအဲ့တော့ကိုတာရောအဂျီဘန်ဖြစ်တယ်ပေါ့နော်3番ကကြတော့ training ကိုtraining ကိုစကားစင်းလို့တခုခုလုပ်ဖို့အတွက် training လုပ်ကြတာကွာတခုခုလုပ်ငန်းတစ်ခုခုတော့ပေါ့နော်လုပ်ငန်းပဲပြောအောင်လားဒီလုပ်ငန်းဝင်မှုအတွက် training ပဲလုပ်ရတယ်ပေါ့နော်အဲ့တော့သူကကွာ training လုပ်တယ်ဆိုတာကတက်ကြည့်အောင်နော်ဝါကကူနီဝါဟိုကနောကူနီတို့ဆိုတဲ့ဝါဒီမှာမှားနေတယ်နော်ဘာကြောင့်မှားလဲဆိုတော့တိုင်းပြည်ရဲ့ training လောက်တာဖြစ်နေတယ်တခြားတိုင်းပြည်နဲ့ပေါင်းပြီးတော့ training လောက်တယ်ဖြစ်နေတာဟိုလိုင်းနန်ဝါအာနောမူစကာရှိရှိကန်ဒီ training ကိုရှိတိုက်ကိုပြောသွားတယ် okay တိုင်းဖြစ်ရမယ်မှားတယ်ပေါ့နော်ရှိကန်နီလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဆာတူရောတို့ခါလာဒါနော်ထမဲ့နီတခုခုဆော့ဆော့ပြောတယ်ဝါတခုခုလုပ်ဖို့အတွက်တခုခုဥမာနော်လုပ်ငန်းဖြစ်ဖို့လည်းဖြစ်မယ်လုပ်ငန်းဝင်ဖို့အတွက်တော့ဘာလို့ထမဲ့နီနဲ့သူကတွဲသုံးတတ်တယ်ခနာရာဇtraining ကိုしているだけないねこの車はデザインだけでなくトレーニングがとても良いလို့ပြောထားတယ်အဲ့တော့ကိုတာရဝ3番ဆိုကြိတ်တည်ပါတယ်ပေါ့နော်ဟိုင်ဒီယာကသူကလေခန်းကြီးမှာလည်းမေးတတ်တယ်တန်ရှိမပါဘူးဒိုးလျော်ကူလို့ထွက်တယ်ပေါ့နော်ဒိုးလျော်ကူကသူကရှီမတ်နဲ့လည်းတွဲပြီးတော့သုံးတတ်တယ်ပေါ့နော်努力が必要でばいね。だとだって、あの人には素晴らしい努力がある。素晴らしい努力がある、努力がない。တော့努力ဆိုတာကလောက်ယူရတဲ့ဟာမျိုးကသိရမှာ तू က素晴らしい努力があるဆိုတော့ငကိုရဲ့ရှိနေတဲ့အခြေအနေဖြစ်နေတယ်အဲ့ဒါကြောင့်တော့ပြီးတော့ရွေးလို့မရဘူး努力ဆိုတာကကိုယ်စူးစမ်းခြင်းစိတ်ရှိပြီးလောက်ယူရတာငါရာကြီးကိုအောင်မြန်လုပ်မယ်ဆိုတဲ့နေ့တိုင်းပေါ့နော်ထားအဲ့ဒါမျိုးပေါ့နော်သူ့လိုဖြစ်လာတဲ့ဟာမျိုးမဟုတ်ဒီ一番အနေနဲ့ဆိုသူ့လိုဖြစ်တဲ့သဘောမျိုးဖြစ်နေအဲ့တော့努力して希望の大学に合格できたလို့ပြောလို့ရှိရင်ဒီ努力ကတော့ဟုတ်တယ်ကိုယ်ဒီကိုဝင်ကျင်တဲ့တက္ကသိုလ်ဝင်နိုင်မှုအတွက်ကို तू ကဒီစ조사နေရဲဆိုတဲ့ပုံစံမျိုးပေါက်တဲ့အတွက်ကြောင့်မလို့ကိုတာရနိဗ္ဗာန်ဆိုတာမှန်တယ်။အောက်က努力回復して病院に入院してဆေးရုံတက်ပြီးတော့ပေါ့နော်努力回復したいပဲတတ်တော့လို့မရぜひとも努力のよဆော့ဆော့ပြောပြီးွားရေ努力ဆိုတာကြီးကလောက်ယူလို့လောက်ယူရတာပေါ့နော်ပြောရလို့ရှိရင်တခုခုအောင်မြင်ဖို့အတွက်လောက်ယူရအဲ့တော့ကိုတာရဝနိဗ္ဗာန်ဖြစ်ပါတယ်နာစုကရှိဆိုတာကလမ်းစွတ်တာကိုပြောတာအဲ့တော့စနေတို့ကလွမ်းလို့ရတယ်ဆိုတာကဟိုးအရင်တော့ဟာနေဘယ်လိုပြောမလဲ
ပြီးခဲ့တဲ့အတိတ်တွေနဲ့ပတ်သက်လို့ကိုယ်ကြီးနာဇုကရှိဖြစ်ရမယ်ကွာလွမ်းစရာလည်းဖြစ်ရမယ်ပေါ့နော်။ဒါကြောင့်မလို့ဝါတရှိのパッドの犬とね、猫はとても私に懐かしい。私に懐かしいさ、もう、まあ、どうのなるく、日本へ来て何年経っても、やはり国の家族は懐かしいものだ。だဖြစ်နိုင်တယ်။မိသားစုနဲ့နေခဲ့အမှတ်တရလေးတွေပါလေးတွေပေါ့ကွာ။တည်းမှာအဲ့ဒါလေးလမ်းစွပ်စရာကောင်းတယ်ပေါ့နော်။私は、友達が少ないので、友達の多い人が懐か、多い人が、羨ましいのはそうでいいやの。みんなの前で失敗してとても懐かしかった、恥ずかしかったとで、答えは2番さ、チェンで言われるの。はい、では、なるくとあめぽの。なるくが、じゃろ、気に入るのパパで、気に入るさ、みみゃじん、好きですね、とるべぽの。好き、好きやれ、こう、လူတယောက်ကိုလည်းကြိုက်လို့ရတယ်ပစ္စည်းဘာညာစားစရာဘာညာအကုန်ကြိုက်လို့ရတယ်နောက်တစ်ခုခီနီတို့ကကြတော့ကိုယ်စိတ်ထဲမှာနှစ်သက်တာကိုပြောချင်တာကွာသိလားအဲ့တော့明日のテストは気に入ってとてもဒီဟာက気になってとてもရှိမှမနေ့ပြန်ဆောင်းဝင်ငါဖြေနိုင်မှမလားမသိနေ့ပြန်ဆောင်းဝင်ဘာဒီမေးမှလည်းမသိအဲ့ဒါက気になるပေါ့နော်気になるနဲ့တော့တုံးတယ်အဲ့ဒါကမှ Okayの、この店の服がとても気に入ったので買うことにした。イヤンとせいでまねたとあらり、リアじゃないね。とてもじゃない。どうも午後は良い天気になるような気に、リアが気にする。こうせいでまとえてなが気にするなだとねぼの。会社に気にする、気がする、気にするもうごめん。気にするはじゃあれ、とるべ、気がする。ခံမှန်းတဲ့အခါမျိုးပေါ့နော်ကိုယ်စိတ်ထဲမှာထင်နေတာမျိုးကိုခီကားစလို့လို့ပြောတယ်ခီနီးစလို့လို့တပြောလို့ရှိရင်စောစောခီနီးရှိနိုင်တယ်ဆိုတာလေစိတ်ထဲမှာမထားနဲ့ဆိုတဲ့ဟာမျိုးအဲ့ဒါကခီနီးစလို့စိတ်ထဲမှာထားတယ်စိတ်ထဲမှာမထားဘူးပေါ့နော်4番が会社についてから財布がないことに気がついたဒီက気がついたပေါ့နော်ဒါလေးတော့皆さんမှတ်ထားဖို့ကောင်းတယ်気がついたတတိထားမိတယ်ဆိုတဲ့အချိန်အဲ့တော့ကိုတက်ရွာ皆さんနိဗ္ဗာန်နော်မာဇဲလူဆိုတာကစံစလို့ရောနှောလိုက်တာကိုပြောတာအဲ့တော့ရောလို့ရတဲ့ဟာတွေပဲတွားပြီးရောနှောလေးပန်းတွေကိုတွားခပင်းနီခနာကိုမာဇဲရောと思うမာဇဲပန်းをれたいパンをというのもみやら。このシャツにボタンを混ぜていただけませんが、ボタンをつけていただけませんかとです。なる、ジェディーそらがエンジンはとジェディーとヨロミアを。卵と牛乳をよく混ぜてください。だってないね。卵ね、牛乳ヨロやれ。顔をよく混ぜてから見ないでとヨロミアを答えは3番手パレ。卵と牛乳をよく混ぜてください。現実ဆိုတာကဂန်ကလက်တွေ့จิตဆိုတာကအခုအဖြစ်မှန်ဘာညာကိုပြောချင်တာပေါ့နော်အဲ့တော့လက်တွေ့အဖြစ်မှန်ပေါ့နော်私はものを考えるより現実が得意だ。現実が得意だもん。得はကျွမ်းကျင်တာကွာ。現実さကျွမ်းကျင်လို့မရဘူး。တကယ်အဖြစ်မှန်ဆိုကျွမ်းကျင်လို့မရဘူးပြောရရင်လေ2番がまだ試験に受かったという現実がわからない。現実がわかんないそれまた、ピピチがわかんない。わかんないそれが、例えばのわからないらばらまっていうこれ、昔に比べて現実は厳しい時代など、現代はピアメ。家のあれないし、ちに現代のだとなのとか。ဒီကတိုတဲမို့ဂန်ဂျီတူကအလုံးကိုပဲအဲ့ဒီဖြစ်ဖြစ်ကြီးဆိုတာကြီးအမွေနိုင် news အကြောင်းသတင်းပေါ်ကခီတာဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုတိုင်ကယုံပန်ဖြစ်ပါတယ်။ဟိုခါစုကစံစီဘာနဲ့တပ်တူလဲဆိုရင်ဟင်းဒီကိုပြောတာလျော်ရီဆိုတာကခေါင်းစဉ်တစ်ခုကွာအဲ့ဒီလျော်ရီရဲ့အောက်မှာငါတို့ငါတလောက်ခင်းဘေးဥခင်းဘာဟင်းညာဟင်းအဲ့ဒါတွေကအိုကာစုလို့ပြောတယ်ပေါ့နော်အဲ့တော့中食と夕食の間のおかずにケーキを食べたဆိုတာမျိုးပေါ့နော်今日の晩ご飯のおかずはဒီအကြီးကလေရှုပ်တွေပါလို့မှားလွယ်တယ်ပေါ့နော်ケーキဆိုတာကおかずမဟုတ်ဘူးケーキဆိုတာကြီးကお菓子မဟုတ်လေကွယ်ပြောရလို့ရှိရင်နော်お菓子おやつလို့လည်းပြောတတ်တယ်おやつおやつလို့လည်းပြောတတ်တယ်ပေါ့နော်အဲ့တော့今日の晩ご飯のおかずは肉と野菜の料理ですတရားကြီးပေါ့နော်အဲ့တော့おかずを沸かしてဆိုတော့お茶を飲みますお湯を沸かしてပဲဖြစ်ရမယ်ရွေးနေစုအောင်တည်လိုက်တယ်ပေါ့နော်4番が私の好きなおかずはご飯よりもパンですလို့ပြောသွားတယ်အဲ့တော့ご飯より食べ物はပဲဖြစ်ရမယ်နော်食べ物はဆိုတဲ့ဟာမျိုးအဲ့တော့ကိုတာရは2番ဖြစ်ပါတယ်出来上がる
comment ဒီကဖြတ်လိုက်အောင်နော်ချက်တော့မှပဲဒေဂီယာဂါတို့ဆိုတာကြီးကတခုစနေလုံးနေတဲ့အရာကြီးဥမာစသေးဆိုလဲကွာစောက်တုပ်လုံးနေတာပါနော်အဲ့စောက်ကြီးကလှုပ်လှုပ်ပြီးသွားတာဒေဂီယာဂါတို့လို့ပြောတယ်ချက်နေတဲ့ဟင်းချက်နေတာကြီးကချက်သွားလို့ရှင်ဒေဂီယာဂါတို့လို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးလုံးနေတဲ့အရာတွေကပဲကွာဒေဂီယာဂါတို့ဖြစ်ရမယ်အဲ့တော့ဝါတရှိနောယူမေဝါဆိုတာကဒေဂီယာဂါတို့လုံးလို့မရအောင်ဒီမှာသင်ပယ်လို့ရတယ်အရေဘိတ်တာတဲ့ကျကိုင်းမတဲ့ဒေဂီယာဂါတဲ့အဲ့တော့အရေဘိတ်တာကြီးနဲ့ကျကိုင်းနေတယ်ဒေဂီယာဂါလို့လုံးလို့မရအောင်ပြောပြပါလေလုံးတစ်ခုလုံးနေတယ်ပေါ့နော်မပြီးသေးတဲ့အရာကြီးကွာအဲ့ဒါကြီးကပြီးဆုံးသွားတာကိုဒေဂီယာဂါလို့ပြောတယ်လုံးဒီမှာဟင်းချက်နေတာလည်းဖြစ်ရင်ဖြစ်မယ်ပေါမဖုတ်နေတာလည်းဖြစ်ရင်ဖြစ်မယ်စာအုပ်လုံးနေတာလည်းဖြစ်ရင်ဖြစ်မယ်အဲ့ဒါမျိုးပေါ့နော်အဲ့တော့ခိုင်းတဲ့ဒေဂီယာဂါတို့တော်လည်းဒီကလည်းမှားနေတယ်အဲ့တော့လျော်ဒီကဒီမှာလာပြီးတဲ့လျော်ဒီကဒေဂီယာဂါတန်လို့တဲ့တပ်ပြတဲ့ကရာဆိုင်ဆိုတဲ့အခြေအနေပေါ့နော်はい、申し込む。切符を買うために機械にお金を申し込んだ。お金をငါတို့မရှိ込မှုလုပ်လို့မရဘူးမရှိ込မှုဆိုတာကရှောက်လာတင်တာကွာရှောက်လာတယ်နှစ်ခုရှိရတခုခုရှောက်လာတယ်ငါတို့ကြောင်းတခုခုလုပ်ဖို့အတွက်ရှောက်လာတင်တာဟုတ်ပြီနော်နောက်ပြီးလို့ရှင်လည်းပဲတခုခုကို参加လုပ်ဖို့အတွက်ရှောက်လာတင်တာအဲ့လိုမျိုးတွေရှိတယ်အဲ့တော့自分はいつも正しいと申し込まない方が良いなので会員の参加を申し込んだ誰ဖြစ်နိုင်တယ်ပါဆို参加をဟုတ်ပြီနော်ပါဝင်ဆင်နွှဲဖို့ကိုရှောက်လာတင်နေဆိုတဲ့ဟာမျိုးပေါ့နော်本棚に申し込んでくださいဆိုတာတင်လို့မရအဖွဲ့အစည်းတစ်ခုခုကိုတစ်ခုခုနဲ့ဒီလိုဖြစ်ရမယ်နော်申し込みますဆိုတာကအဖွဲ့အစည်းတကူကူတို့ဒါကုမ္ပဏီလည်းဖြစ်နိုင်တယ်ဟုတ်ကဲ့နော်အလုပ်ဆိုလည်းကိုအလုပ်ရှောက်မဲ့ကုမ္ပဏီလည်းဖြစ်နိုင်တယ်volunteer အဖွဲ့အစည်းလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးပေါ့နော်အဖွဲ့အစည်းတစ်ခုခုကိုပါဝင်ဆင်နွှဲဖို့အတွက်ဒါမှမဟုတ်လည်းပဲအလုပ်ရဖို့အတွက်ဒါလည်းဖြစ်နိုင်ရနော်အလုပ်ရဖို့အတွက်ရှောက်တော့တင်တာအဲ့ဒါမျိုးပေါ့နော်ကိုတိုင်ဝါစံစီလိုစံပန်းဖြစ်တယ်ပေါ့နော်။はいウェルဆိုတာကစံစီလိုစိုက်ပြိုးလိုက်တာပေါ့နော်။ウェルဆိုတာကအဲ့တော့တစ်ပင်ကိုစိုက်တယ်ပေါ့က။အိုウェルအိုရန်တသုံးမယ်ပေါ့နော်။အဲ့တော့တစ်ပင်မှာဆိုမှာတော့カバに本とノートတွေဖြစ်နေတဲ့ကြောင့်မလို့မှားတယ်။家の前に一本の桜の木を植えたらမှန်သွားတယ်။အောက်က深く植えてくださいよ。地面をもっと深く植えてください。地面をဖြစ်နေမြေကြီးကိုဖြစ်နေပေါ့နော်။မြေမျက်နှာပြင်ကိုဖြစ်နေဒါ EA ဖြစ်နေတဲ့ကြောင့်မလို့မှားတယ်ပေါ့တချို့ကအဲ့လိုမျိုးအမြန်ကြည့်လိုက်လို့ရတယ်unique ဆိုတာကသူ့ရဲ့အတွေးတွေသူ့ရဲ့အတွေးခေါ်တွေသူ့ရဲ့ idea တွေပေါ့နော်သူ့ရဲ့အပြောအဆိုတွေသူ့ရဲ့စောစောစဉ်းစားဉာဏ်တွေကပေါ့နော်သူများနဲ့မတူဘူးနည်းနည်းလေးထူးချွန်နေတဲ့အချိန်နည်းနည်းလေးရတော့ထူးချွန်နေတဲ့တမူတာနေတမူထူးခြားနေတယ်အဲ့လိုအခြေအနေမှာ unique လို့သုံးတယ်ပေါ့နော်အဲ့တော့စနေဒီမှာတော့ကြည့်လို့ရတယ်ရှော့ဟင်ဖြစ်နေတဲ့ကြောင့်မို့လို့မှားတယ်ပေါ့နော်ဘုန်းလျှော်နိဝါဆိုတာကြီးကလည်းမှားနေတယ်明日の一日で仕事なのでとてもユニークだもんの彼女の考え方はとてもユニークで面白いもの面白いとလေနောက်တစ်ခုဒီဇိုင်းတော့ဘာလို့မလဲတော့တုံးတတ်တယ်ဥမာခုံရဲဒီဇိုင်းဒီခုံရဲဒီဇိုင်းရဲ့ unique ကိုဖြစ်တယ်ဆိုတမှုထူးကြတယ်ဆိုတဲ့ဟာမျိုးတွေပဲတော့တုံးတယ်ပေါ့နော်ဒီဟာကြီးကစံစီလို့ဂီဂျူဇူဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ဂီဂျူဇူこの会社には素晴らしい技術があるこの会社には素晴らしい技術があるဒါပြနိုင်တယ်重い病気に病院で、病院で手術ပဲဖြစ်ရမယ်နော်絵や音楽など技術が絵で音や技術も芸術လို့ပြောတယ်ဒါလည်းမှားတယ်ပေါ့နော်ဒါပါနေတဲ့အတွက်ကြောင့်မလို့家を建てるなんでまるで技術のようだもう答えはエラさんで一番ဖြစ်ပါတယ် notes စာအုပ်လေးစနေတင်ပြီး notes လေးတွေကြည့်ထားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်辛いဆိုတာကစနေစိတ်နဲ့ပဲဆိုင်တယ်ကိုယ်စိတ်မှာပေါ့နော်နေမကောင်းလို့ကြောင်းသွားတာအလုပ်သွားတာနည်းနည်းစိတ်ပင်ပန်းနေဆိုတာမျိုး辛いပေါ့နော်အဲ့ဒါမျိုးမှာတော့တုံးတယ်可愛い服より辛い服の方がね服နဲ့တော့ပြောထားတဲ့အတွက်ကြောင့်မလို့မှားတယ်新しい友達と、別れなければならないのは辛いပေါ့ဒါဖြစ်နိုင်တယ်တကယ်ချင်းနဲ့ခွဲရတော့မယ်ဆိုတော့လည်းစိတ်တင်မှာအဆင်မပြေဘူးပေါ့ကွာသူပြောချင်တာလေနော်ဒါကြီးကこの料理はလို့သုံးထားတဲ့အတွက်ကြောင့်မလို့မှားတယ်彼女は辛い声နဲ့သုံးထားတဲ့အတွက်ကြောင့်မလို့မှားတယ်ပေါ့နော်辛い声တော့မဟုတ်ဘူးဒီမှာဘယ်လိုတော့悲しい声တော့ဘာလို့လဲဖြစ်နိုင်တယ်မနော်辛いနဲ့ကိုယ်နဲ့တိတ်မတုံးတာလို့ပေါ့နော်အဲ့တော့ကိုသားရဲ့ကနိဗ္ဗာန်ဖြစ်ပါတယ်မှားတတ်တာကယုံဗန်နဲ့တာပြီးတော့မှားတတ်တယ်ပေါ့နော်
ရှူချူလို့ထပ်ပါတယ်皆さんသိပြီးသားပါရှူချူအဆူမာရဲ့ခန်းကြီးနဲ့အဆူမာရဲ့ခန်းကြီးနဲ့ပေါ့နော်ဟိုရှူချူဆိုတာကတခုခုမှာအာယုံစူးစိုက်ပြီးတော့လောက်တာကိုရှူချူလို့ပြောတယ်တခုအကြောင်းအရာတခုခုမှာဥပမာဆန်းစည်းဘန်းပြောလဲဖြစ်နိုင်တယ်အလုံးလုံးနေရလဲဖြစ်နိုင်တယ်အလုံးထဲမှာအာယုံစူးစိုက်ပြီးလောက်တယ်ပေါ့နော်တခုခုမှာအာယုံစူးစိုက်ပြီးတော့အဲ့ဒီတခုခုကအကြောင်းအရာပဲဖြစ်ရမယ်တခုခုလုံနေတဲ့အကြောင်းအရာဖြစ်လိမ့်မယ်ပေါ့နော်တခုခုလုံနေတဲ့စီမှာအာယုံစူးစိုက်ထားတာပေါ့နော်ဒါကြောင့်မို့လို့ဒီဟာကြီးကခိတဲ့ဆိုရင်တစိကောင်းကြီးဖြစ်နေတယ်ဒါကြီးကဧည့်သည်တွေဖြစ်နေတယ်ဒါကြီးကလူတွေဖြစ်နေတယ်နော်အဲ့တော့တဲ့ဘီကိုခေစတဲ့ဘန်ကျော်နိရှူချူဆိုလို့ပြောတာတီပိတ်ပြီးတော့ကိုယ့်ရဲ့ဒီစာလုပ်တဲ့နေရာမှာပဲအာယုံစူးစိုက်ထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အာကီဒုဆိုတာကညင်းဝေတာကိုပြောတာညင်းဝေတာဆိုတာကမြင်နေကြအရာနေ့တိုင်းမြင်နေရတော့ထားပါတော့နော်နေ့တိုင်းမြင်နေရတယ်လုံနေရတယ်စားနေရတယ်အဲ့ဒါမျိုးဆိုရှင်စမ်းစိတော့တဖြည်းဖြည်းနဲ့ညင်းဝေလာအခုဆိုစားနေတဲ့လုံနေရမယ်ဆိုလို့ရှိရင်ညင်းဝေတာပဲလေနော်အဲ့တော့日本に飽きたのでどんな場所でも一人で行けますもう毎日なラーメンにこの店のラーメンを食べたのでもう飽きただけないねドアを飽きただからอยู่ไปငါတို့飽きပြီလို့မရဘူးtennisに飽きたのでဆိုလည်းမရှိဘူးပေါ့နော်အဲ့တော့နေ့တိုင်းကိုလုံနေရတဲ့ဟာတွေစားနေရတဲ့ဟာတွေကအာကိလို့ဖြစ်လာတဲ့အခြေအနေစကီယာကြီးဆိုတာကစနေတို့ဒီပေါင်းသင်းဆက်ဆံရေးလို့မှတ်လိုက်တာပိုကောင်းတယ်ပေါင်းသင်းဆက်ဆံတယ်ပေါ့နော်ပေါင်းသင်းဆက်ဆံတယ်ဆိုတာကဆက်ဆံတယ်ဆိုမှစနေအတိမိတ်ဆွေတွေဘာတွေပေါ့နော်ကိုတမီးစားနဲ့ငါတို့တွားတယ်လာတယ်အဲ့ဒါလည်းစကီယာကြီးပဲပေါ့နော်အဲ့လိုမျိုးသွားသုံးလို့ရတယ်အဲ့တော့အမေကဖူတာနိုဖူတေကတာနိုတဲ့အေကီမာတဲ့စကီယာကြီးနိကတက်ကြဆိုင်မတော်နော်လူတယောက်ယောက်နဲ့ဖြစ်ရမယ်နောက်ပြီးပေါင်းသင်းဆက်ဆံတယ်ဆိုတာလူတွေနဲ့ပဲငါတို့ပေါင်းသင်းဆက်ဆံလို့ရလူတွေနဲ့ဒါကြောင့်မို့တို့ပါမယ်ကွာအဲ့ဒီလူမှလည်းတငယ်ချင်းလည်းဖြစ်ရင်ဖြစ်မယ်မိတ်ဆွေလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်သူများမိတ်ဆက်ပြီးတဲ့လူလည်းဖြစ်ရင်ဖြစ်မယ်အဲ့လိုမျိုးပေါ့နော်ခုနစကားတော့လျော့ဒီပါဒါဟင်းကြီးနဲ့ငါတို့ပေါင်းသင်းဆက်ဆံလို့မရဘူးပေါ့နော်အဲ့လိုပြီးတော့ဒီနံပါတ်1အခြေအနေဆိုလို့ရှိရင်လည်းမိုးရွာတယ်မိုးကရွာလာတဲ့အတွက်ကြောင့်မို့လေဘူဒါယုံထိငါ့ကိုအတူတူဘူရာယုံအထိလိုက်ပို့ပေးဆိုတဲ့သဘောဖြစ်ရမှာအမှန်တကယ်ဆိုနော်ဘူရာယုံအထိပေါင်းသေးဆက်ဆံပြီးဆိုတဲ့မျိုးကြီးပဲပေါ့နော်အဲ့တော့ဒီမှာခါဝါတာရှိတော့ခါတယ်လာပြီတွေ့လားစကီယာကြီးကနာဂါကြီးတနင်္ဂနွေပေါင်းသေးဆက်ဆံလာတာကြာပြီဆိုတဲ့ဟာမျိုးဒီပေါင်းသေးဆက်ဆံလာဆိုတဲ့လူမှုရေးဟိုပါပေါ့နော်မိတ်ဆွေသဘောရလဲဖြစ်ရင်ဖြစ်နိုင်တယ်တမီးစားရလဲဖြစ်ရင်ဖြစ်နိုင်တယ်အဲ့လိုအခြေအနေသူကပြောချင်တာအဲ့တော့တရားဖြစ်နိုင်တယ်ပေါ့နော်タグジさんと、シカワさんは仲が悪いので、時々、付き合いをする方の邪魔ဆိုတာကအနှောက်အရှက်ပေါ့နော်အဲ့တော့皆さんသိပြီးသားပါあの人は性格が邪魔အနှောက်အရှက်ဆိုတာအရာဝတ္ထုတစ်ခုကအနှောက်အရှက်ဖြစ်နိုင်တယ်သူမျိုး性格ကြီးကတော့တုံးလို့မရဘူးပေါ့နော်性格ဆိုတာကသူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့စရိုက်သဘောတဘာဝကြီးအနှောက်အရှက်ဆိုမဟုတ်ဘူး道に大きな石があって邪魔だဒါဖြစ်နိုင်တယ်ဘာလို့ဆိုအရာဝတ္ထုကြီးရတယ်လား大きな石が1週間掃除をしなかったから部屋がとても邪魔အခန်းကြီးက邪魔ဖြစ်နေလို့မရဘူးနော်この本は内容がとても邪魔လည်းမဟုတ်အဲ့တော့ကိုယ်တိုင်は2番ဒါကြီးက内容ဆိုတာ皆さん内容ဆိုအချက်လက်တွေပြောတာလေနော်ယောရုဆိုတာကစံစီလို့လမ်းကြုံဝင်တာကိုပြောတာအဲ့တော့ဝင်လို့ရတဲ့လမ်းကြုံဝင်ပါတယ်ဆိုမှတော့နေရာတစ်ခုကိုလမ်းကြုံဝင်တာအဲ့ဒီနေရာရဲ့စူပါလည်းဖြစ်နိုင်တယ်စားတောက်ဆိုင်လည်း restaurant လည်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ကုန်တိုက်ကြီးလည်းဖြစ်နိုင်တယ်တငယ်ချင်းရဲ့အိမ်လည်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ဝင်လို့ရတဲ့နေရာကိုပဲငါတို့လမ်းကြုံဝင်ရမှာအဲ့တော့私の娘は私の両親にとてもဆို両親にဖြစ်နေနေရာမှမဟုတ်တာ1週間前に寄った荷物ကြီးဖြစ်နေမှားတယ်寄った食事လည်းမှားတယ်会社に行く前に私の家とらね家に寄ってください。答えは4番ဖြစ်ပါတယ်ပေါ့နော်။すれ違うဆိုတာကစနေ note ထဲမှာလည်းနည်းနည်း皆さんနားလည်မနေတော့မသိဘူး။ဥမာစနေကဒီဘက်ကနေလာမယ်။စပယ်လေးနဲ့皆さんがဒီဘက်ကနေလာမယ်။စနေတို့ဒီနားလေးမှာစုံမယ်။皆さんလည်းကိုယ်ဆိုおはようဘာညာဝနှုတ်ဆက်ပဲ။皆さんလည်းကိုသွားရသွားစနေကလည်းဒီဘက်ကိုသွားမယ်။皆さんကလည်းဒီဘက်ကိုသွားမယ်။ဒီနားလေးမှာစုံမယ်လေအဲ့နေရာလေးမှာစုံသွားတယ်ကွာ။နေစုံကြတယ်ပေါ့ကွာနေစုံကြတယ်ပေါ့နော်စုံသူလည်းကိုယ်တော့ကိုယ်လည်းကိုယ်သွားပေါ့နော်ကိုယ်လည်းကိုယ်သွားအဲ့ဒါကိုစရဲကြီးကောက်လို့ပြောတယ်ပေါ့နော်အဲ့တော့စရဲကြီးကောက်ဆိုတာကစံစီတို့
လူတွေတော့လူတွေပဲဒါပေမဲ့အခုလိုမျိုးကားလဲဖြစ်နိုင်တယ်ကွာကားကလည်းဟိုဘက်ကလာကိုစီးလာတဲ့ကားလေးဒီဘက်ကလာသူစီးလာတဲ့ကားလည်းဟိုဘက်ကလာဒီနားလေးမှာငါတို့ဥမာမီးပွိုင်မှာစုံကြမယ်သူကလည်းသူ့လမ်းကိုတော့ကိုကလည်းကိုလမ်းကိုတော့ပေါ့နော်အဲ့ဒါမျိုးဆိုတဲ့ကြီးကအိုဟိုင်ယိုဘာညာနှုတ်ဆက်လိုက်ပေါ့နော်အဲ့ဒါမျိုးဆိုတဲ့ကြီးကပေါ့နော်一番がさっき知り合いが乗った車と、すれ違っただけないね。左右の靴をすれ違って履いていた。靴ね、だとなれとじゃものまあれ。本の前をすれ違って、それが、本の名前、見合うの。たくさん答えをすれ違った。မဟုတ်ဘူးเนาะအဲ့တော့答えは一番ဆိုတဲ့လူလည်းဖြစ်မယ်ကားလည်းဖြစ်နိုင်တယ်။ဘာလို့ဆိုလားရကိုဒီလိုလားရပါ तू ကလားရကိုပေါ်ပြလုံနိုင်တဲ့လူတွေဖြစ်ရမယ်။အဲ့တော့လားရကိုလုံနိုင်တဲ့လူတွေဖြစ်မဖြစ်ရင်ကားပေါ့စပိန်လည်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့ဒါမျိုး။ဝါခတ်စုဆိုတာကဆိုရင်စူအောင်တဲလိုက်တယ်ပေါ့เนาะပြောအောင်ရှင်အဲ့တော့ငါတို့ရွေနေကိုပဲရေကိုပဲစူအောင်တဲလို့ရတယ်ပေါ့เนาะရွေနေလို့ပါလို့ပေါ့เนาะအဲ့တော့ဓမ္မကိုဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်တိုစတာတဲ့ပေါင်မူကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်နဘက်တဲ့ယာစာယီကိုယာစာယီကိုဝါကしてဆိုယာစာယီကိုယူတဲ့တဲ့ပြန်မယ်ယူတဲ့လူဆိုတာကစံလေးကိုပြုတ်တာကိုပြောတာအဲ့တော့အိုကြောင့်နှုတ်မှုတမယ်နီအိုယိုဝါကしたအဲ့တော့တရားပဲဖြစ်နိုင်မယ်ယွန်းပန်ပေါ့နော်ဒိုင်မင်းကူကကြာစံဒိုင်မင်းကူကဒါမှမဟုတ်ဒိုင်မင်းကူကဝါရီဒါကိုပဲတွတ်မှတ်ထားပြီပေါ့နော်အဲ့ဒါဆိုတိတာဒိုင်မင်းကူယောကူလန်ရှာကခိတဆိုတဲ့ဟာလေးပေါ့ဒီကမှာပဲသုံးတယ်သူတို့တွေကလीနော်အချိန်ကြိုက်လေးပေါ့နော်အချိန်ကောင်းလေးပေါ့ကွာကိုဘူတော်ရောက်တာနဲ့ရထားလေးရောက်လာအတော်ပဲဆိုတဲ့ပုံစံမျိုးပါတည်လားနော်ချိုးတို့ဤလို့လည်းတပြောလို့ရတယ်ပေါ့နော်ဒိုင်မင်းကူယောကူဒန်ရှာကခိတဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါပဲမှတ်ထားလိုက်ပေါ့နော်ရှီရိုတိုမလို့ရှင်ခူရိုတိုလည်းတော့မှတ်စေခြင်းတယ်ခူရိုတိုကမြန်မာချင်းပြောရှင်ပရိုပေါ့ကွာprofessional ပေါ့နော်တကယ်ဆရာအစင်ပေါ့ကွာစမ်းစစ်တဲ့နှုတ်စင်မှာရေးပေးထားတယ်ပေါ့နော်အဲ့တော့彼はこの分野の素人なので何でも質問してください素人ဆိုမှတော့何でもသွားမေးလို့မရဘူး素人ဆိုတာကတကယ်အပျော်တမ်းစစ်ဘာမှမသိသေးတဲ့အချိန်นี้အခုမှဝင်ကားစားအချိန်นี้ပဲရှိသေးတယ်အဲ့ဒါကိုသူ့何でも質問してくださいဆိုမှဖြစ်နိုင်私は素人の運転手なので、かなり運転が上手だね。သူလည်းပြောင်းနေဖြစ်နေတယ်။အဲ့တော့素人の運転手ဆိုလို့ရှိရင်အခုမှကားမောင်းတက်ခါစားအချိန်ကြီးကかなり運転が上手ဖြစ်နိုင်စေရလားဆိုရင်မဟုတ်ဘူး။この病院には素人の病人がたくさんいる。素人の病人နဲ့မတော့ဘူး။သူကပညာရေးနဲ့ပတ်သက်ရင်ဟိုစနေလို့လည်းတူပဲဂျပန်လေဗယ်နဲ့ပတ်သက်ရင်ရှီရိုတိုပေါ့ဝါတီရမယ်ခရိုတိုဘာညာပေါ့နော်ရှီရိုတိုခရိုတိုပေါ့နော်ပညာရေးတစ်ခုခုနဲ့ပတ်သက်အဲ့တော့私は映画の素人なので映画のことはよくわかりませんဒါပဲတတ်တော့ရတယ်ငါအခုမှရုပ်ရှင်တွေပါကြည့်တာပေါ့နော်သူပြောချင်တာလေအခုမှစကြည့်တာငါတိတ်ပြီးတော့မကျွမ်းကျင်နေရုပ်ရှင်နဲ့ပတ်သက်တယ်ပေါ့နော်အဲကြောင့်မို့ရုပ်ရှင်နဲ့ပတ်သက်လို့ငါတခြားမသိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကိုတာရောရှီရိုတိုဖြစ်ပါတယ်ယူတာကယူတာကာဆိုတာကတော့ပေါ်ကျွယ်ဝတယ်ပဲပြောရမလားပေါ်ကျွယ်ဝတယ်ပေါ့နော်အဲ့တော့男の人が来てယူတာကာပေါ်ကျွယ်ဝတာကိုပြောတာပေါ့နော်ပေါ်ကျွယ်ဝတယ်ဆိုတာကဥမာဥစ္စာပစ္စည်းပေါ်ကျွယ်ဝတာကိုပြောချင်တာဥစ္စာပစ္စည်းကောက်ပေးသီးနှံနေအဲ့လိုမှတ်ထားရတာနော်ဥစ္စာပစ္စည်းတွေအဲ့တော့စမ်းစစ်အဲ့ဒါတွေယူပြရမလို့ပြောချင်တာကောက်ပေးသီးနှံတွေပေါ့နော်အဲ့ဒါရွေးချက်ပေးရမှာเนาะအဲ့ဒါဒီဥစ္စာပစ္စည်းကောက်ပေးသိနိုင်တယ်ဒီမှာဤတို့ကြီးဖြစ်နေတယ်ပြင်လိုက်မယ်ဤတို့ကယူတခါတာရှိကံဖြစ်နိုင်တယ်ရှိကံဆိုတာငါတို့တရားဇာတာပစ္စည်းတွေကိုပြောတာလေเนาะជីကံအချိန်ကြီးကပိုးကြွယ်ဝလို့မရအောင်ပြောပြီးပါလေဥစ္စာပစ္စည်းကောက်ပေးသိနိုင်တယ်ခင်းနီကုဆိုတာကငါတို့အကျော်တွေကိုပြောတာခင်းနီကုအဲ့တော့ကိုတာရဝါစံစီတို့နိဗ္ဗာန်ဆိုတာကျင်းတည်သွားတယ်เนาะစကေးဘူးဆိုအော်လိုက်တာအော်လိုက်တယ်ဆိုတဲ့အချိန်ကြီးပေါ့နော်အော်လိုက်တာနော်အော်တာပေါ့နော်အော်လို့ရတာကိုပဲအော်လေးဟုတ်ပြီနော်အဲ့တော့談話で母に昨日あった出来事について叫んだမနေ့ကတွေ့ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမနေ့ကဖြစ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြတာပဲဖြစ်မှာပေါ့ဒီမှာအော်တာမဖြစ်နိုင်ဘူး毎日その日あったことをニキに盛んなさおでニキさနေ့စဉ်မှတ်တမ်းထဲမှာရေးတာပဲဖြစ်ရမှာပေါ့前から歩いてきた犬が私に向かって盛んできたぞ吠えてきたပဲဖြစ်မှာပေါ့အရှိကလမ်းလျှောက်သွားတဲ့ခွေကကျွန်တော်ဥတီပြီးတော့အော်တယ်ဆိုတာမရှိဘူးเนาะအဲ့တော့遠くを歩いている友達の名前を思いっきり盛んだလို့ပြောတာဟိုအဝေးယူလမ်းလျှောက်နေတဲ့တကယ်ချင်းရဲ့နာမည်ကိုမောအမွေးကိရိဆိုတာကဘယ်လိုပြောမလဲမောစိတ်ပိုင်းဖြတ်ပြီးတော့အော်ပစ်လိုက်တယ်ပေါ့ကွာအဲ့ဒီအချိန်ကြီးပေါ့နော်နာမည်ကိုပေါ့နော်အဲ့တော့ကိုတာရောယုံပန်ဖုကုကကြာစမ်းသိတုတ်တာတုတ်တယ်ဆိုတာကအညစ်အကြေးတွေရေတွေပါတွေတုတ်မှာ
တုတ်တယ်ဆိုတော့皆さんကတော့လက်နဲ့တုတ်တာရှိရင်ရှိမယ်နောက်ပြီးလို့ရှိရင်အဝတ်နဲ့တုတ်တာပဲရှိမယ်အဲ့ဒါပဲရှိနေတော့ヨゴレタシャツを洗濯機で洗濯機ကစက်ကြီးဖြစ်နေတဲ့ကြောင့်မှားတယ်နော်စနေတုတ်တယ်ဆိုတာလက်နဲ့တုတ်လိုက်တယ်ဘာကိုတုံးပြီးတော့လဲအဝတ်ကိုတုံးပြီးတော့တုတ်တယ်လို့ပါစက်ကိုတုံးပြီးတော့တုတ်တယ်လို့အဲ့တော့တုတ်လို့ရတဲ့အရာနဲ့တုတ်စက်ကြီးနဲ့တော့မတုံးနဲ့ဟုတ်ပြီနော်အဲ့တော့テーブルのテーブルが汚いのですぐに拭いてくださいဒါဖြစ်နိုင်တယ်客が来るので部屋を掃除機で掃除機နဲ့တုတ်လို့မရအောင်တန်ရှင်းစံနဲ့တုတ်လို့မရဆိုတော့ဆက်လို့ပြောပြပါဦး落ちているゴミをゴミ箱に拭いてくださいမရှိゴミ箱に捨ててくださいပဲဖြစ်မယ်အဲ့တော့ကိုတိုင်က2番ဆိုရဲကောင်ပေးနေတဲ့အတွက်ကြောင့်ချက်ချင်းပဲတုတ်လိုက်ပါတော့ဘာနဲ့တုတ်ပါလို့တော့မပြောထားဘူးဆိုပေမဲ့လို့ဟင်းတိုးဆိုတာကအဖေတစ်ခုခုထွက်ဖို့အတွက်ဒါမှမဟုတ်ပြဿနာတစ်ခုဖြေရှင်းဖို့အတွက်လမ်းစာလေးလိုပဲပြောရမှာဥပမာစနေရမြေမိသားစုစနေရမွေးနေ့တိလားဘာညာပေါ့နော်အဲတော်တော်လည်းမဖြစ်နိုင်ကြတော့စနေရဒါဆိုလို့ရှိရင်ငါဟင်းတိုးလေးပေးမယ်နှစ်အစကလေးပေါ့နှစ်အစကလေးရဲ့လမှာငါမွေးတယ်ဆိုလို့ရှိရင်မိသားစုအမပြောပြီးတော့ပဲပေါ့နော်ဟိုတလပိုင်းဆိုတာသိသွားတယ်အဲ့တလနှစ်အစရဲ့လကလေးလို့ပြောလိုက်တယ်ဆိုတာဟင်းတူပဲပေါ့နော်အဲ့တော့ခဲရှိကိဆိုတာကြီးခဲရှိကိဆိုတာငါတို့လေဗာလဲရှုကင်းလေအဲ့တော့ရှုကင်းနဲ့တွဲထားတော့မှားတယ်良いヒントを与えられこの会社に入ることができましたနောက်တစ်ခုこの良いヒントを与えられဒီအဲ့ဆိုလို့ရှိရင်ဒီကုမ္ပဏီဝင်ဖို့တော့တခုခုဖြည့်ရှင်းချက်ကြီးရှိရလို့ဖြစ်နေအဲ့တော့ဒီကလည်းမှားတယ်この店では500円以上買い物をしないとヒントがつきませんလည်းမှားတယ်この問題は問題လာပြီးတွေ့လိုက်難しすぎるのでဖြည့်ရှင်းမှုအတွက်ဆိုရင်解くためのヒントをくださいလို့ပြောသွားတယ်เนาะအဲ့တော့လမ်းစာလေးပေးပါဆိုတဲ့ဟာမျိုးပေါ့နော်အိုမီမိုင်ဆိုတာကလူနာသတင်းမေးတာဖြစ်တဲ့အတွက်ကြောင့်လူနာဝဲသွားပြီးသတင်းမေးဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာပြောရင်းနီးအပေါ်ဟာတွေမှာဖတ်တော့နော်ပြောရင်းနီးညွင်းစတေးဒိုလျော်နီးအိုမီမိုင်ကိုမိုတေတာဆိုတာလေးပေါ့နော်အဲ့လိုမျိုးလေးပဲသွားရွေးတယ်ပေါ့နော်အိုရှာလေဆိုတာကကြည့်လိုက်လို့ရှိရင်ကွာသူ့ကြည့်လိုက်တောက်ပြောင်နေရပဲသိရမှာလာတွေပြင်ထားတယ်လို့ငကကလေးတက်ထားမယ်ဆွေးချိုးလေးဆွဲထားမယ်အဲ့ဒါတွေအကုန်လုံးအိုရှာလေပေါ့နော်ပြောရှင်ခန္ဓာကိုယ်မှာတက်စင်တာခန္ဓာကိုယ်မှာတောက်မြောက်ဖြစ်အောင်လှုပ်ထားတဲ့အခါတွေအကုန်လုံးအိုရှာလေပေါ့နော်အဲ့တော့ခေရကနောက်ပြီးအိမ်မှာလည်းသုံးတယ်အိုရှာတယ်နာအီရဲလို့ပြောလို့ရှိရင်သူ့အိမ်ကသူများနဲ့မတူပန်းပင်လေးတွေနဲ့ဒန်းလေးတွေနဲ့မျက်ခင်းပြင်စိမ်းနေနဲ့ဒါမျိုးကိုအိုရှာတယ်လို့ပြောတယ်အဲ့တော့ခေရကဆိုဂျီကိုしたばかりなのでလို့ဒီမှာပြောထားတဲ့နည်းနည်းမှားနေတယ်ပေါ့နော်人は頭がいいがおしゃれなところがある祖母は毎年80歳になるが今でもとってもおしゃれだအဲ့ဒီမှာおしゃれなところがあるဆိုတာကြီးတမျိုးပဲမှားတယ်ပေါ့နော်ဒီမှာဒီကပုံမှန်နိုင်တယ်အဖွားကဒီနေ့မှာ80ဖြစ်ပြီမဲ့လို့သူက今でもとってもおしゃれဆိုလို့ရှိရင်အသက်ကြီးလာပြီမဲ့လို့သူကအခုချိန်နေသူကပြင်းစင်လှလှပနေတော့မယ်လို့ပြောချင်တာの授業中友達とおしゃれしていて、おしゃれもおしゃべり。ဒီဟာကစကားပြောတာおしゃべりလို့ပြောတယ်เนาะဒီဟာမဟုတ်ဘူးအဲ့ကိုတိုင်က3番ပေါ့เนาะဒါမဲစုကကြတော့စနေတော့စမ်းတက်တယ်ပဲပြောရမှာတကူကိုလေးစမ်းတက်ပြီးတော့လှုပ်တယ်ဆိုတာဟာမျိုးပေါ့နော်အဲ့တော့အချိန်ဒီမှာကြည့်အချိန်ကိုစမ်းတက်လို့မရဘူးအိုခါနဲကိုစမ်းတက်လို့မရဘူးジロ古い自動車を試してစမ်းတက်လို့မရဘူးပေါ့နော်အဲ့တော့日本語の力を試すためにကိုယ့်ရဲ့ဒီဂျပန်စာဘယ်လောက်ရှိလဲဆိုတာပေါ့နော်စမ်းတက်ဖို့အတွက်テストを受けようと思いますပေါ့နော်တကူခုပါပေါ့နော်ဥမာထားပါတော့နော်စနေတို့ရှီရှောကုလို့လည်းပြောတတ်တယ်ဒါမဲစုရဲ့ခန်းကြီးကစနေရှီကန်ရဲ့ခန်းကြီးကသိလားဒီခန်းကြီးလေးနဲ့ရှီရှောကုလို့ပြောလို့ရှိရင်ဘာဖြစ်လို့ရှီရှောကုဆိုအမြင်းကြီးတာကွာသိလားအမြင်းကြီးရဲ့ဆိုတာကဒီမုတ်ကကောင်းလားမကောင်းလားဆိုစမ်းတက်ပြီးတော့စကြည့်တာကောင်းလားမကောင်းလားအဓိကနော်ကောင်းလားမကောင်းလားသိဖို့အတွက်စမ်းတက်ပြီးစမ်းကြည့်ရပါတော့ဒါမျိုးဒါကြောင့်မို့ तू ကကွာ時間中に腕時計を見て時間を試したအချိန်をစမ်းတက်ခဲ့ဆိုတာမရအောင်将来はお金を試してそれが貯めてべဖြစ်ရမယ်お金を貯めてさပတ်စံစုပြီးတော့ဆိုတဲ့ဟာမျိုးပေါ့နော်ဒီ古い自転車を試して乗れるようになった試してစမ်းတက်ကြည့်ပြီးတော့စီးနိုင်အောင်လို့ဖြစ်ခဲ့တယ်မှားနေပေါ့နော်မဘောနစမ်းတက်ပြီးမောင်းကြည့်မယ်ဆိုတော့ရတယ်ကွာစမ်းတက်ပြီးတော့ဒီကားကကို့အနေနဲ့မောင်းလို့ကောင်းလားမကောင်းလားစမ်းတက်ပြီးမောင်းကြည့်ရင်တော့ရတယ်သူအခုအနောက်ကတွဲပေးထားတာတစ်မျိုးဖြစ်နေလို့ပေါ့နော်အဲ့တော့ကောင်းလားမကောင်းလားဆိုတာသိချင်လို့ကိုယ့်ရဲ့အရေးချင်းဘယ်လောက်ရှိလဲမရှိလဲသိချင်လို့စမ်းတက်ပြီးလုပ်ကြည့်တာဟုတ်ဒါမဲဆိုတော့ပြောတာနော်အန်ကတ်
အန်ကက်တိုဆိုတာကတခုခုနဲ့ပတ်သက်ပြီးတော့စစ်တမ်းကောက်တယ်ပဲပြောရမှာအဲ့ဒါမျိုးပေါ့နော်ဟိုမှာဒီနေ့ပွဲယူလူဘယ်နှစ်ယောက်လာပြီးတယ်ဆိုတာမျိုးသိကြလို့ရှင်ဒီစိတ်ဝင်စားလားဘာညာပေါ့ကွာအဲ့ဒါမျိုးတွေကိုအန်ကက်တိုလို့ပြောတယ်အဲ့တော့ concert の終わりに何でもアンケートが何度もဆိုတာဒီမှာね大学生活についてのアンケートに質問しただけないね運動不足なので友達とဒါတွေမှားတယ်နော်အဲ့တော့ကိုတိုင်က2番ဖြစ်ပါတယ်皆さんခုဘာရုစာကဝေငှတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေငှလို့ရတာကိုပဲဝေငှလို့ရတာကိုပဲအဲ့တော့ကိုယ်ဝေလို့ရတာကပစ္စည်းတွေဘာညာကွာတွေပေါ့ကွာပတ်စံတွေပစ္စည်းတွေဒါမျိုးလေးပေါ့နော်ကိုမဲ့ပတ်စံသူကじゃခိုင်းမိုနိုဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတာပတ်စံဝေငှလို့ရတယ်ခိုင်းမိုနိုဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတာခိုင်းမိုနိုဖြစ်တာကပတ်စံကတော့ဝေငှလို့မရဘူးဈေးဝယ်တာကပတ်စံပေးချတာပဲရတယ်ဒါကြောင့်မလို့နော်အဲ့တော့テスト用紙を、全員に配ってくださいဒါဖြစ်နိုင်တယ်ပရိသတ်တူဆိုတဲ့ဒီလိုနော်လက်ဆောင်ကတော့ဝေငှတာမဟုတ်လက်ဆောင်ပေးတာပဲရှိတယ်ပေါ့နော်パソコンは早く配られている動作がね動作မဟုတ်ပါဘူးစာတို့ဆိုတာသူ့ရဲ့လှုပ်ဆောင်မှုကြီးอ่ะပေါ့နော်အဲ့တော့လှုပ်ဆောင်မှုဆိုတာဝေငှလို့မရအဲ့တော့ကိုတာရဝဆန်စီတို့နိဗ္ဗာန်ဖြစ်ပါတယ်နော်ခက်ခက်ဒီဒီခက်ခက်ဒီကကြတော့တာဝန်ကြတယ်လို့တာဝန်ခံလို့ပြောတယ်ပေါ့နော်အဲ့တော့うちの子供はクラスの掃除の係だဖြစ်နိုင်တယ်ပေါ့နော်掃除ရဲ့တာဝန်ခံဖြစ်ပါတယ်ပြောလို့ရတာပေါ့နော်田中さんと鈴木さんは係がよくないのだというကြောင့်မှားတယ်果物の係だဆိုမရဘူး係ကလူပဲလုပ်လို့ရတယ်ပေါ့ちょっと待ってこれは野菜に見えますが果物ですပဲဖြစ်မယ်果物の係ですってဖြစ်နေတဲ့ကြောင့်မလို့私の係は会社員です私の係はもうの私の仕事は会社員ပဲဖြစ်ရမယ်เนาะအဲ့တော့ကိုတိုင်は1番ဖြစ်ပါတယ်はい調査ဆိုတာကြီးကစိန်ခေါ်တာစိတ်ခွဲစားငါတို့တခုခုလုံနိုင်မလုံနိုင်လုပ်ကြည့်မယ်ဆိုတာကို調査လို့ပြောတယ်ပေါ့နော်အဲ့တော့今年は新しい仕事に挑戦してみたいだဖြစ်နိုင်တယ်テニスの挑戦をして負けたテニスの挑戦をして挑戦はどういうわけလုံနိုင်မလုံနိုင်挑戦လောက်တာလေနော်人と出会う挑戦မှားတယ်နော်ဒီကလည်းမှားတာလည်းမှားတယ်出会ういつも挑戦しているこの二人は仲が悪くてအဲ့တော့ဒီရပဲတော့ရေးမယ်နော်今年は新しい仕事に挑戦してみたいဆိုတဲ့ဟာကြီးပဲဖြစ်ရမယ်ပေါ့နော်အဲ့တော့နှစ်ပိုင်းခွဲပြီးတက်လာလိမ့်မယ်အခုလောဆယ်တစ်ပိုင်းဒီမှာပြီးသွားမယ်နော်